မင်္ဂလာပါ United ဖုန်းကကြိုးဆိုပါရစေကျွန်တော်တို့ United ကစားသမားဖြစ်တဲ့အသက်25နှစ်အရွယ်ဂျီဒန်ဆန်ချိုကိုတော့ United အသင်းကအပြီးသက်ရောက်ချသွားမှာဖြစ်တဲ့အဲ့ဒီကစားသမားကိုအခုလက်ရှိဂျူဗီတက်အသင်းကယူရို25သန်းနဲ့ခေါ်ယူသွားမှာဖြစ်တယ်ဂျူဗီတက်အသင်းနဲ့ United အသင်းတို့ရဲ့တရားဝင်ကမ်းလှမ်းမှုတွေမရှိပေမဲ့အခုလက်ရှိသတင်းအရင်းမြစ်တွေရဲ့ United အသင်းရဲ့ကစားသမားဆန်ချိုကိုတော့ဂျူဗီတက်အသင်းကခေါ်ယူသွားမှာဖြစ်တယ်ဂျူဗီတက်အသင်းကတော့ United အသင်းလိုချင်နေတဲ့ယူရို25သန်းကိုပေးရှိမယ်ဂျူဗီတက်အသင်းနဲ့ကစားသမားကိုယ်တိုင်ကလည်းလောက်ကလာတာညှိနှိုင်းမှုက3,900,000နဲ့ပြီးစီးခဲ့တယ်လို့သတင်းတွေကဖော်ပြခဲ့တာပဲဖြစ်တယ်ဒီလောက်ခလာစာနဲ့ဂျီဒန်ဆန်ချိုကတော့ဂျူဗီတက်အသင်းကိုပြောင်းရွှေ့ကစားမှာဖြစ်တယ်ကျွန်တော်တို့ United အသင်းလိုချင်တဲ့ယူရို25သန်းနဲ့ရတယ် United အသင်းလိုချင်တဲ့25သန်းတွေကမှအသက်တင်ငွေကတော့ United အသင်းက21သန်းရရှိမှာဖြစ်တယ်အဲ့ဒီ21သန်းရရှိပြီးတာနဲ့အပိုစုချင်းငွေ4သန်းကိုတော့ဂျူဗီတက်အသင်းနဲ့ဂျီဒန်ဆန်ချိုရဲ့အပြောင်းအရွှေ့မှာလောက်ခလာစာကွာဟမှုကိုပေးရှိရမယ့်အနေအထားတစ်ခုမှရှိတယ် United အသင်းက4သန်းကိုမရရှိတော့ဘဲနဲ့ဂျူဗီတက်အသင်းကိုပြောင်းရွှေ့ကစားတဲ့ဂျီဒန်ဆန်ချိုရဲ့အပြောင်းအရွှေ့မှာလောက်ခလာစာကွာဟမှုဖြစ်နေတဲ့ဂျီဒန်ဆန်ချိုရဲ့လောက်ခလာစာကိုပေးရှိသွားမယ်လို့သတင်းတွေကတော့ဖော်ပြခဲ့တာဖြစ်တယ်ကျွန်တော်တို့ United အသင်းကိုဂျီဗီတက်အသင်းကလည်းတရားဝင်ကမ်းလှမ်းတော့မယ့်အနေအထားတစ်ခုမှာပထမဦးစွာနဲ့ကျွန်တော်တို့ United အသင်းကရောက်ချနိုင်တဲ့ကစားသမားတဦးကတော့ပြမာကြီးဦးကောင်းဖြစ်တဲ့ဂျီဒန်ဆန်ချိုလို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့အစီအစဉ်ကိုအဆုံးသတ်ပါရစေကျွန်တော်တို့ United အသင်းကတော့အသက်28နှစ်အရွယ်ရှိတဲ့ပရာဂျာကူရဲနဲ့ပြန်ပြီးတော့သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်တယ်ပထမဦးစွာကျွန်တော်တို့ United အသင်းကတိုက်ဆက်မှုခေါ်ယူဖို့နေရာကပရာဂျာကူရဲတို့အော်စီမန်တို့အကီတကီတို့ကိုခေါ်ယူဖို့အတွက်ပြင်ဆင်နေပြီးတော့ United အသင်းကတော့အကီတကီကလည်းပြောင်းရွှေ့ခြင်းများတယ်အော်စီမန်ကလည်းလောက်ခလာစာမြင့်မားတဲ့ကစားသမားတဦးဖြစ်တယ်အဲ့ဒီချိန်မှာပရာဂျာကူကိုခေါ်ယူဖို့အတွက် United အသင်းကစိတ်ဝင်စားမှုတွေရှိတယ်နီးပြအမ်မိုရင်ရဲ့အရင်ကင်တော့ခဲ့တဲ့ Sporting Lisbon ကကစားသမားလည်းဖြစ်တယ်နီးပြအမ်မိုရင်ကသူ့ရဲ့တပည့်ဟောင်းကိုပြန်ခေါ်ခြင်းနဲ့အာဆင်နယ်အသင်းကခေါ်ယူဖို့စိတ်ဝင်စားမှုတွေရှိလာတဲ့အချိန်မှာပရာဂျာကူရဲနဲ့ United အသင်းကကောလာဟာဒဒေးနဲ့ထပ်ပေါ်ခဲ့တာဖြစ်တယ်ပရာဂျာကူရဲကလည်းသူ့ရဲ့အင်တာဗျူးတစ်ခုမှာ United အသင်းကိုဘယ်တော့မှပြောင်းရွှေ့ဖို့မငင်းဆန်ခဲ့ဘူးဆိုတာကိုသူကိုယ်တိုင်ကပြောကြားခဲ့ပြီးတော့အခုလက်ရှိ Super Agent ဖြစ်တဲ့ OK Mandat ကိုပြောင်းလဲပြီးတော့ United အသင်းနဲ့အပြောင်းရွှေ့ကတကယ်ကိုကောင်းမွန်တဲ့အနေအထားတစ်ခုမှရှိတယ်ကျွန်တော်တို့ United ပရိသတ်တွေခဏတာမုန်းတီးခဲ့ရတဲ့ကစားသမားတဦးကတော့ကျွန်တော်တို့ United အသင်းကိုရောက်ရှိလာမှာလားကျွန်တော်တို့ United ပရိသတ်တွေကိုစိတ်ဒုက္ခပေးမဲ့ကစားသမားတဦးဖြစ်လာမလားဆိုတာကိုတော့ကျွန်တော်တို့စောင့်မျှော်အောင်ပဲဖြစ်တယ်အသက်က28နှစ်ရှိပြီသွင်းဂိုးတွေကတော့ Sporting Lisbon အသင်းမှာထောက်ချောက်ကိုသွင်းနိုင်တဲ့ကစားသမားတဦးဖြစ်တာဆိုတော့ကျွန်တော်တို့ United အသင်းနီးပြအမ်မိုရင်ရဲ့တပည့်ဟောင်းလည်းဖြစ်တယ် United အသင်းကိုရောက်ရှိလာရင်တော့တကယ်ကိုကောင်းမွန်တဲ့ကစားသမားတဦးဖြစ်မယ်လို့ကျွန်တော်ကတော့ယုံကြည်မိတယ်ကျွန်တော်တို့ United အသင်းရဲ့တိုက်ဆက်တနေရာမှာဘယ်ကစားသမားကရောက်ရှိလာမှလဲဆိုတာကိုရင်ခုန်စိတ်လို့ချပွဲရစောင့်မျှော်အောင်မဲ့အပြောင်းအရွှေ့ဖြစ်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့အစီအစဉ်ကိုဆုံးသက်ပါရစေ United Football ဟာမန်သတင်းများကိုနေ့စဉ်တင်ဆက်ပေးနေတာမို့ Like and Follow လေးလုပ်ပြီးတော့မျှတရက်ခံပါတယ်အားလုံးကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ